ခစ်တဲ့ပကံအချစ်ဇလံဆိုတာထက်ဆိုင်ခစ်တဲ့ပကံရဲ့မြစ်တာဇလံဆိုရင်တော့ပို့ပြီးတော့နားထောင်လို့ကောင်းမယ်ဗျအဖြစ်စဉ်လေးကတလို့ဗျပကံကြောင်မြို့နယ်မှာရွာလေးတွေရွာရှိတာပေါ့အဲ့ရွာလေးကအတန်းပညာကတော့၄တန်းအထိပဲရှိတာပေါ့မူလတန်းအထိပဲရှိတာအဲ့ရွာလေးတွေရွာမှာမူလတန်းကျောင်းလေးတစ်ကျောင်းရှိရပေါ့အဲ့မှာချစ်သူနှစ်ယောက်ဖြစ်မဲ့ဟာလေးကအဲ့မူလတန်းကျောင်းမှာသူတို့တဒန်းနဲ့ပေါ့အတူတူတက်ခွင့်ရှိတယ်ပေါ့တကယ်တမ်းနေပြီးတော့တဒန်းနဲ့တန်း၄တန်းအထိသူတို့အတူတူတက်ခွင့်ရှိကြတာပေါ့၄တန်းလဲပြီးတဲ့အချိန်မှာ၄တန်းမူလတန်းမရှိတော့အလေတန်းကကြတော့တခြားရွာကိုတွတ်တက်ရလေတန်းကျောင်းကအဲ့ရွာမှာမရှိတော့တခြားရွာကိုတွတ်တက်ရတော့အမျိုးသားကတော့အဆက်တက်ခွင့်ရှိတယ်မျိုးသမီးလေးကတော့မတက်နိုင်ရှာဘူးသူမိသားစုစီးပွားရေးအခြေအနေရတော့ရွာမှာပဲမိဘတွေနဲ့အတူတူအလုပ်လုပ်တာပေါ့အဲ့မှာကောင်လေးကတော့ဟိုးရွာကိုသွားကျောင်းတက်တာပေါ့ကျောင်းတက်9တန်း6တန်း9တန်းပေါ့10တန်း9တန်းအလေတန်းကနေပြီးတော့အထက်တန်းတရောင်တက်ခွင့်ရှိတယ်ပေါ့အထက်တန်းဆောင်ဝဲလဲပြီးတော့သူရွာမှာပြန်လာတဲ့အချိန်မှာသူတို့ဆယ်ကျော်တက်တွေပေါ့စိတ်လှုပ်ရှားတဲ့အချိန်မှာကောင်လေးနဲ့ကောင်မလေးကအဲ့မှာရီးစားဖြစ်သွားတယ်ရီးစားဖြစ်သွားပြီးတော့သူတို့ဒါတူနဲ့တူချစ်ကြတာပေါ့တွေ့ကြချင်းကြအဲ့ဒီအချိန်မှာဆယ်တန်းလဲဆောင်ဝဲဖြေးပြီးတော့ပြန်လာတဲ့အချိန်မှာနောက်ဆယ်တန်းဆောင်ဝဲကြီးကထွက်တော့မှာပေါ့အောင်စင်းထွက်တယ်ဆိုကြပါတော့မနေ့ကထွက်မယ်ဆိုဒီလိုညနေဆောင်လေးမှာအဲ့ဆယ်တန်းဆောင်ဝဲဖြေးတဲ့ကောင်လေးရဲ့အချစ်သူမိန်းကလေးရာတဲ့သူ့ရွာမှာရှိတဲ့ဆိုကြပါတော့စီစဝါဘန်းလို့ပန်းလေးတွေပေါ့စပယ်ပန်းအဲ့ပန်းလေးတွေခူးပြီးတော့ရွာထိပ်ကဇီဒီကိုသွားတာသူ့တငယ်ချင်းတွေပေါ့ငါအရေးကြီးလို့ပါရွာထိပ်ကဇီဒီကိုသွားအောင်ဆိုတော့သူ့တငယ်ချင်းနဲ့အဲ့ရွာထိပ်ကဇီဒီကိုသွားဖျားပန်းလှူတာပေါ့ဖျားပန်းလှူရင်လည်းသူစူတောင်းလေးကိုတောင်းခဲ့တယ်တဲ့သူဒီအသက်ရွယ်ထိကုသကောင်းမှုလေးလုပ်ခဲ့တယ်ပေါ့အဲ့တော့စုတွေလည်းများဆမတောင်းခဲ့ဘူးဒါပေမဲ့ဒီစုလေးတော့ပြင့်ခွင့်ပြုသူဒီအသက်ရွယ်ထိအခုချင်းအဆိုင်မွေးရဒီအသက်ရွယ်ထိကုသကောင်းမှုလေးအတွက်တောင်းစုလေးတစ်ခုတော့ပြည့်ပြရစီအရှင်ဘုရားအဲ့စုလေးကတော့သူ့အမျိုးသားဟုတ်ပေါ့သူ့ရဲ့ချစ်သူပေါ့အမျိုးသားမဟုတ်ဘူးသူ့ရဲ့ချစ်သူစေတန်းဆောင်ဝယ်အောင်ပါစီပေါ့အဲ့လိုစုလေးတောင်းခဲ့တယ်ကောင်းမလေးရဲ့စုတောင်းတန်ကြောင်လားစုတောင်းကြောင်လားအဲ့ကောင်းလေးရပဲကြိုးစားမှုကြောင်လားသူ့ရဲ့ချစ်သူမောင်ထွန်းလေးရစေတန်းဆောင်ဝယ်အောင်မြင်ခဲ့နောက်နေ့အောင်စင်းထွက်ပြီပေါ့ဇာလန်လေးအောင်စင်းထွက်အချိန်မှာအဲ့ချစ်သူမိန်းကလေးရပေါ့စေတန်းဆောင်ဝယ်ဖြေထားတဲ့ကောင်လေးရဲ့ချစ်သူကြီးစားရာခင်းထဲမှာပေါင်းနှုတ်နေတဲ့အချိန်မှာရွာမြောက်ပိုင်းကဘဒုသားကတော့စေတန်းဆောင်ဝယ်အောင်နေရွာလယ်ပိုင်းဘဒုသားစေတန်းဆောင်ဝယ်အောင်နေဒါပေမဲ့သူ့ချစ်သူထွန်းလင်းရဲ့အတန်မကြားတယ်ကျန်သူကနားစွန်တယ်ရွာတောင်ပိုင်းကမောင်ထွန်းလင်းလည်းစေတန်းအောင်နေသူ့ဘဝမှာအဲ့လိုသူ့ချစ်သူကစေတန်းဆောင်ဝယ်အောင်နေဆိုတဲ့အတန်ကြားတဲ့အချိန်ရတယ်အဲ့စကားတန်ရတယ်ဘဝမှာနေဝင်အချူဆုံးပဲသူ့ဘဝနေဝင်အချူဆုံးပဲဘာနဲ့မှမလဲနိုင်ဘူးတဲ့အခုအချိန်ထိသူအဲ့စကားတန်လေးအမြဲတမ်းကြားရောက်ပြီးတော့ပြောရှင်နေရတယ်အဲ့လိုနဲ့သူတို့တွေချစ်သူကြီးသားဖြစ်ခဲ့ကြတာပေါ့နောက်ထပ်ဇလန်းလေးကတော့ဆက်เสียရှိသေးတယ်ဒီစားဖြစ်ပြီးတော့တက္ကသိုလ်ကျောင်းတက်တဲ့အချိန်ထိပို့ပြီးတော့သူတို့ဇလန်းလေးကဘိုးနားထောင်ကောင်းတယ်အဲ့လေနောက်မှကျွန်တော်ဆက်ပြောမယ်